ကိုယ့်ရဲ့ချစ်သူကောင်းလေးစင်မပြေဖြစ်ပြီးစိတ်ညစ်နေတဲ့အခါကောင်မလေးတယောက်အနေနဲ့ဘယ်လိုခွန်အားပေးမလဲဘဝမှာအရာရာတိုင်းကအမြဲတမ်းအဆင်မပြေနိုင်ဘူးဆိုတာကိုမေတို့အားလုံးသိကြပါတယ်အထူးသဖြင့်ကိုချစ်ရတဲ့ကိုယ့်ရဲ့ကောင်လေးကအလုပ်ထဲမှာဖြစ်ဖြစ်ကျောင်းမှာဖြစ်ဖြစ်ဘဝရဲ့အလှည့်အပြောင်းတစ်ခုခုမှာအဆင်မပြေမှုတွေကြုံနေရပြီးတော့စိတ်ညစ်နေတာစကားတွေနဲ့သွားတာမျိုးကိုကြုံရတဲ့အခါမှာကောင်မလေးတွေအနေနဲ့စိတ်ပူတတ်ကြပါတယ်အဲ့ဒီလိုအချိန်မျိုးမှာကောင်မလေးတော်တော်များများကစိတ်ပူလို့ဘာဖြစ်လို့လဲငါ့ကိုပြပြလေငါကူညီလို့ရမလားဆိုပြီးဆိုတင်မိမိတတ်ကြပါတယ်ဒါမှမဟုတ်သူစကားနဲ့သွားတာကိုကြည့်ပြီးတော့သူငါ့ကိုမချစ်တော့ဘူးလားငါ့ကိုအလေးမထားတော့ဘူးလားဆိုပြီးစိတ်ကောက်မိရမျိုးလည်းရှိတတ်ပါတယ်ဒါပေမဲ့သိထားရမှာကယောက်ျားလေးတွေရဲ့သဘာဝကစိတ်ညစ်ရင်တောင်းကောင်တစ်ကောင်လိုပဲပို့လောင်ကိုလည်းကိုဝင်ပြီးအမောင်ထဲမှာတယောက်တည်းပြဿနာကိုဖြေရှင်းကျင်ကြတာများပါတယ်ဒီလိုအချိန်မှာအတင်းတွားပြီးသူတို့ကိုပို့ပြီးတော့မွန်းချက်သွားတတ်ပါတယ်။ဒါဆိုရင်ကိုကကောင်မလေးတယောက်အနေနဲ့သူ့ကိုစိတ်အနှောက်အယှက်လည်းမဖြစ်စေဘဲနဲ့ဘယ်လိုမျိုးအားပေးနှစ်သက်ရမလဲ။ဒီနေ့မိကကောင်လေးတွေအဆင်မပြေဖြစ်နေတဲ့အချိန်မှာအလိုချင်ဆုံးနဲ့သူတို့အတွက်အလိုအပ်ဆုံးဖြစ်မဲ့အားပေးနည်းတွေကိုမျှဝေပေးသွားမှာပါ။ဒီပြောပြတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သဘောကျရဲဆိုရင်မိရဲ့ channel လေးကို subscribe လုပ်ထားပေးကြပါအောင်နော်။ပထမဆုံးအနေနဲ့သူ့ကိုပြဿနာတွေကိုအတင်းမမေးပါနဲ့အောင်နော်။သူမပြောပြချင်သေးရင်အတင်းမေးရမျိုးကိုခဏရပ်ထားပေးပါ။အဲ့ဒီအစားသူ့ကိုလွတ်လပ်ခွင့်ပေးလိုက်ပါ။ဒါပေမဲ့ပြစ်ထားလိုက်တာမျိုးမဟုတ်ပဲကိုကသူ့အနားမှာအမြဲရှိနေရဲဆိုတဲ့စိတ်ချရမှုကိုပေးထားရမှာပါ။သူ့စီကို message လေးအေးအေးဆေးဆေးပို့ထားလို့ရပါတယ်။ဥပမာအနေနဲ့မောင်ဒီရက်ပိုင်းအဆင်မပြေတာပဲရှိနေရမလား။စိတ်မပူနဲ့နော်။ဒီဟာအားလုံးအဆင်ပြေသွားမှာပါ။မောင်ဘာမှအားနာစရာမလိုနော်။အတင်းလည်းပြပြဖို့မလိုပါဘူး။မောင်အေးအေးဆေးဆေးစဉ်းစားပါ။ပြပြချင်တဲ့အချိန်ကျမှပြပြလည်းရပါတယ်။မိဘကအမြဲတမ်းနားထောင်ပေးဖို့မောင်အနားမှာရှိနေရနော်။အဲ့ဒီလိုမျိုးစာမျိုးကသူ့ကိုအရမ်းစိတ်အေးချမ်းစေပါတယ်။ငါ့ကိုနားလည်ပေးမဲ့ငါ့ကိုစိတ်အနှောက်အယှက်မပေးမဲ့ကောင်မလေးရှိနေရပဲဆိုပြီးသူ့ဘက်ကစိတ်ပေါ်ပါသွားပြီးတော့အချိန်ကြီးတစ်ခုထိတည်ငြိမ်သွားတဲ့အခါမှာသူကိုယ်တိုင်ကိုယ့်ကိုရင်ဖွင့်လာပါလိမ့်မယ်။ယောက်ျားလေးတွေကသူတို့အဆင်မပြေဖြစ်တဲ့အခါမှာအထူးသဖြင့် career အပိုင်းဒါမှမဟုတ်ဘဝလမ်းကြောင်းမှာလဲကျတဲ့အခါမျိုးမှာကိုယ့်ယုံကြည်မှုကကျသွားတတ်ကြပါတယ်။ဘာမလုပ်နိုင်တော့ဘူးလားဆိုပြီးကိုယ့်တန်တရားဝင်လာတတ်ကြပါတယ်။အဲ့ဒီအချိန်မှာကိုချစ်ရတဲ့ main ကလေးရဲ့ယုံကြည်မှုကသူတို့အတွက်အကြီးမားသောခွန်အားပါ။သူ့ကိုအားကိုးတယ်သူကတော်ပြီးသားပဲဆိုတာကိုပြန်သတိပေးပြီးပါ။ဥပမာအနေနဲ့မောင်ကတော်ပြီးသားပဲလေအရင်ကလည်းဒီထက်ခက်ခဲတဲ့အရာတွေကိုမောင်ကျော်ဖြတ်နိုင်ခဲ့တာပဲမဟုတ်လားအခုလည်းခဏတာအဆင်မပြေဖြစ်တာပါစောင့်ကိုမေယုံကြည်ရဲ့နော်မောင်တေချာပေါက်ပြန်လုပ်နိုင်ပါပါယောက်ျားလေးတွေကကမ္ဘာလောကကြီးတစ်ခုလုံးကသူတို့ကိုထင်သေးရင်တော့သူတို့ချစ်ရတဲ့မိန်းကလေးတစ်ယောက်ယောက်ကသူတို့ကိုယုံကြည်ပြီးနေအလိုလိုခွန်အားတွေပြန်ပြည့်လာတတ်ကြပါရဲ့ဒါကြောင့်သူ့ရဲ့စူးစမ်းမှုကိုအတိမတ်ပြုပေးပါစခါတလေကျရင်စကားတွေအများကြီးပြောပြီးအားပေးနေရတဲ့အပြုတ်မှုလေးတွေကပို့ပြီးတော့စကားပြောပါရဲ့။သူစိတ်ညစ်နေတဲ့အချိန်မှာကိုကပါလိုက်ပြီးညှိရကြတာစိတ်ပူပြားခတ်နေရမျိုးထက်သူ့အတွက်အေးချမ်းရမယ့် safe zone ဆိုတဲ့ဘေးကင်းတဲ့နေရာလေးတစ်ခုဖြစ်ပေးလိုက်ပါ။ဥပမာအနေနဲ့သူကြိုက်တဲ့ coffee လေးဖြစ်ဖြစ်ဖုန်းလေးဖြစ်ဖြစ်ဝယ်ပြီး surprise ပို့ပေးရမျိုးအတူတူရှိနေတဲ့အချိန်ဆိုရင်လည်းဘာစကားမှအများကြီးမပြောဘဲနဲ့သူ့လက်ကလေးကိုခပ်တင်းတင်းဆုပ်ကိုင်ပေးထားတာမျိုးဒါမှမဟုတ်သူ့ပခုံးလေးကိုဖုတ်ပြီးနားမှာတိတ်တိတ်လေးထိုင်ပေးနေရမျိုးပါဒီလိုနှွေးထွေးတဲ့ထိတွေ့မှုလေးတွေကစကလုံးရာခဏန်းထပ်ပို့ပြီးတော့သူ့ရင်ထဲကအပူတွေကိုလျှော့ချပေးနိုင်ပါတယ်အချစ်ဆိုတာကအရာရာအဆင်ပြေချောပွင့်နေတဲ့နေ့ရက်တွေမှာလက်တွေ့ထားဖို့မဟုတ်ပါဘူးဘဝရဲ့မုန်တိုင်းထန်တဲ့လေပင်တိုက်တဲ့ရက်တွေမှာလည်းတယောက်ရဲ့အပူကိုတယောက်ကနားလည်မှုနဲ့နေကြအောင်လုပ်ပေးနိုင်ဖို့ပါကိုယ့်ကောင်လေးရဲ့အဆင်မပြေမှုတွေကိုနှွေးထွေးရဲ့နားလည်မှုအဖြစ်နဲ့ဖိမပေးနိုင်တဲ့သူ့အတွက်တူတဲ့သော safe zone လေးဖြစ်ပေးနိုင်ကြပါစေနော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင်အားလုံးပဲနားလည်မှုအဖြစ်နဲ့စိတ်ချမ်းသာစရာကောင်းတဲ့အခြေရေးကိုဖိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ဗီဒီယိုတွေမှာလည်းဘယ်လိုကြားရတွေမျှဝေပြောမလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါအောင်နော်အားလုံးပဲကောင်းသောနေ့လေးကိုဖိုင်ဆိုင်နိုင်ကြပါစေရှင်